မူးနေတဲ့လူတယောက်လိုထင်ခဲ့ကြပြီမယ်သူမိမကိုထိလိုက်တဲ့အချိန်မှာတော့မူးနေတဲ့လူတယောက်ဟာမတော်တဆမာရှယ်အက်လေ့ကျင့်ကြီးကွင်းတွေကိုဝင်မိသွားခဲ့တယ်အဲ့ဒီအချိန်မှာစစ်တီတယောက်ကမြေပဲတစ်စိမ့်နဲ့သူ့ဒူးကိုထိအောင်ပစ်လိုက်တယ်ချက်ချင်းပဲသူကြိုက်ထားတဲ့အရက်ခွက်ကလေထဲကိုလွှင့်တက်သွားတယ်ဒါပေမဲ့အရက်သမားကလေထဲကပြုတ်ကျလာတဲ့ခွက်ကိုချက်ချင်းဖမ်းလိုက်နိုင်ပြီးလဲကြမဲ့အချိန်မှာတော့လက်ချောင်းနှစ်ချောင်းသုံးချောင်းနဲ့သူ့ကိုယ်သူထိန်းထားနိုင်ခဲ့တယ်တကယ်တော့သူကသူ့အစွမ်းကိုမပြချင်တာကြောင့်လဲကြသလိုလှုပ်ပြခဲ့ပြီးခွက်ကိုလည်းမြေပြင်ပေါ်ကျစေကခွေးပစ်လိုက်တယ်ဒီမြင်းကွင်းကြောင့်လူအားလုံးလိန်ညာခံလိုက်ရပြီးသူ့ကိုမစွမ်းမတန်လူတယောက်လိုထင်ပြီးအားလုံးရေမောကြတယ်သူတို့မသိကြတာကဒီအယက်သမားဟာတကယ်တော့ဘယ်သူမှမရှင်နိုင်လောက်အောင်ပြင်းထန်တဲ့မာရှယ်အပညာရှင်တယောက်ဖြစ်နေတာပါသူ့ငယ်ဘဝတုန်းကသူတယောက်ထဲနဲ့ဆရာအများကြီးကိုအနိုင်ယူခဲ့မှုပြီးအဲ့ဒါကြောင့်ပဲရန်သူအများကြီးရှိလာခဲ့တာပါဒီနေ့အိမ်ပြန်လာတဲ့အခါသူ့မိသားစုအားလုံးကိုရဲရဲဆက်ဆက်တပ်ဖြတ်ခံထားတာကိုတွေ့လိုက်ရတယ်အဲ့ဒီနောက်သူ့ဘဝအမှန်ကိုဖုံးကွယ်ပြီးအယက်သမားဖြစ်နေထိုင်လာခဲ့တယ်မာရှယ်အက်ကြောင့်ရဲ့ဆရာကြီးတယောက်ကသူ့ကိုတနာပြီးကျောင်းထဲမှာထားပေးခဲ့တယ်ထို့အပြင်ဆရာကြီးရဲ့သမီးကိုပါအိမ်တောင်ဖက်အဖြစ်ပေးစားခဲ့တယ်ဒါပေမဲ့ကျောင်းသားတွေကသူ့ကိုမယုံကြည်ကြဘူးအများနဲ့အထင်သေးပြီးအဆက်ခွဲကြတယ်ဒီနေ့မှာတော့ကျောင်းတကားကိုအင်အားကြီးကြီးနဲ့ဖျက်ချိုးပြီးလူတစုဝင်ရောက်လာကကျောင်းကိုစိန်ခေါက်ပြီးချိန်ချောက်လိုက်တယ်ဒါနဲ့အကြီးဆုံးကျောင်းသားကချက်ချင်းစိန်ခေါက်မှုကိုလက်ခံလိုက်တယ်အဲ့ဒီအချိန်မှာရန်ဘက်ကအမွှေးတိုင်၃တိုင်ထုတ်ပြီးမြေမှာစိုက်လိုက်တယ်ပြီးတော့မာနာကြီးစွာနဲ့ဒီအမွှေးတိုင်တွေမလောင်ခင်မင်းတို့အားလုံးကိုအနိုင်ယူမယ်လို့ပြောလိုက်တယ်ကျောင်းသားတွေဒေါသထွက်သွားကြပြီးတယောက်ကအရင်ဆုံးရှစ်တက်သွားတယ်လူအားလုံးကသူ့ကိုယုံကြည်ပြီးလက်ခုပ်တီးကြပေမဲ့အယက်သမားကခေါင်းလှုပ်ပြီးဒီကောင်ရှုံဖွယ်လို့ပြောလိုက်တယ်တကယ်လဲခဏအတွင်းမှာပဲရန်ဘက်ကသူ့လက်ကိုဖမ်းပြီးလွှင့်ပစ်လိုက်ကကွင်းမြင်ကင်ကိုပြစ်ချခံလိုက်ရတယ်အားလုံးအားသွန်သွားကြတယ်ကျောင်းကုတ်တိခါကိုကာကွယ်ဖို့စီနီယာကျောင်းသားကိုယ်တိုင်ရှစ်တက်လာတယ်အစောမှာနေရာလုံးတန်းလူတိုက်နေတယ်လို့ထင်ရပြီမယ်မကြခင်ရန်ဘက်ကသူ့အာနင်းချက်ကိုဖမ်းမိသွားတယ်လက်ကိုချိုးလိုက်တာနဲ့သူ့တိုက်ခိုက်မှုကိုရပ်တန့်သွားပြီးနာကျင်လုံးလုံးဘာမှမလုပ်နိုင်ခဲ့ဘူးနောက်ဆုံးအဆုံးသတ်တိုက်ခိုက်မှုလုပ်မဲ့အချိန်မှာအယက်သမားရဲ့ဇနီးကသူ့အကိုကိုကယ်ဖို့ထွက်လာတယ်သူမအနိုင်မယူနိုင်မှန်းသိလို့မြေမှာဒူးထမိအသက်ချမ်းသာပေးဖို့တောင်းပန်နေတယ်ဒါပေမဲ့ရန်ဘက်ကဒီအယက်သမားကိုထားခဲ့ပြီးငါနဲ့လက်ထပ်လို့ပြုတ်တယ်အမျိုးသမီးကချက်ချင်းငင်းဆိုလိုက်တယ်ဒါကြောင့်ရန်ဘက်ကဒေါသထွက်ပြီးအယက်သမားကိုတိုက်ခိုက်ဖို့လှုပ်ချိန်ဇနီးကချက်ချင်းရှက်တဲ့အခါသူခင်မုန်းကိုကာကွယ်လိုက်ပြီးပြင်းထန်တဲ့တိုက်ခိုက်မှုကိုသူမကိုယ်တိုင်ခံလိုက်ရတယ်သူမမြေပြင်ပေါ်လဲကျပြီးပြင်းထန်စွာဒဏ်ရာရသွားတယ်ဒီမြင်းကွင်းကိုမြင်လိုက်တဲ့အယက်သမားဟာနောက်ထပ်မငင်နိုင်တော့ဘူးသူ့စိတ်ထဲမှာဂတိပြုလိုက်တယ်မင်းဒီအတွက်အလွန်ကြီးမားတဲ့တန်ဖိုးပေးရမယ်လို့